ကဲမင်္ဂလာပါကျွန်တော်မြတ်သူရပါခင်ဗျအဲ့တော့ကျွန်တော်ဒါကတော့ကျွန်တော် channel အတစ်ကလေးဖြစ်ပါတယ် channel တက်မှာတော့ကျွန်တော် welcome ပို့အနေနဲ့ပေါ့နော်ကျွန်တော်ဒီကြာသပတေးနေ့ညနေဈေးရဲ့နေ့တိုက်လေးကိုတင်ပေးထားပါတယ်အဲ့တော့မနေ့ကကျွန်တော်တို့ဒီ30အောင်ခဲ့တဲ့မူဆိုင်ပေါ့နော်အဲ့မူဆိုင်ရဲ့အဆက်ကကျွန်တော်ဒီညနေမှာတစ်ခွက်ကောင်းထိုးရမှာဖြစ်တယ်ကဲတော့ကျွန်တော် channel တစ်ကလေးကို subscribe နှိပ်ကသေးတဲ့ကိုမများက subscribe နှိပ်ထားပြီအဲ့တော့ subscribe နှိပ်ခင်မှာကျွန်တော်အခုတင်တဲ့ဒီညနေစာ short video လေးကိုအရင်ဆုံးလက်မလေးနှိပ်ပြီးတော့မှ channel ကို subscribe နှိပ်ပေးဖို့အားလုံးကိုမေတ္တာရပ်ခံပါတယ် share လို့ရရင်တော့တစ်ချက်လောက် share ပေးပါကဲတော့ကျွန်တော်တစ်ချက်လောက်ကြည့်အောင်ဟုတ်ပြီနော်21ရက်5လပိုင်း2026ကြာသပတေးနေ့ညနေစီအတွက်အခါတော့ရေးထားတယ်အဲ့တော့ကျွန်တော်21ရက်ကြာသပတေးနေ့ညနေစီမှာလုံးမိုင်ကကျွန်တော်တို့က2နဲ့9လုံးမိုင်ဖြစ်ပါတယ်2 9လုံးမိုင်ဖြစ်တယ်တကွက်ကောင်းကတော့ကျွန်တော်တို့29ဆိုတဲ့ကဏ္ဍတကွက်ကတော့လုံးမိုင်နှလုံးရဲ့ကြောင်ပိတ်ဆင်းပေးရမယ်ကဏ္ဍတကွက်မူရဆိုရင်ဒီညနေမှာ29တကွက်ကိုထိုးရမှာဖြစ်တယ်ဟုတ်ပြီနော်လုံးမိုင်နေနဲ့3ကျင်းနဲ့ဆိုရင်2ပိုင်9ပိုင်ဟုတ်ပြီမနေ့က30အောင်ခဲ့တဲ့ site က6လေးအချိန်ဖြစ်တယ် break က385 break ဖြစ်တယ်အဲ့တော့စီထားတဲ့ကဏ္ဍရဆိုရင်94 99 96 44 41ဆိုပြီးတော့စုပေါင်းကျွန်တော်တို့ကဏ္ဍအပူ2ကွက်နဲ့အားထိုးရမယ်ကဏ္ဍစုပေါင်း3ကွက်နဲ့เนาะကဏ္ဍအကွက်နည်းနည်းလေးပဲထိုးရမှာဖြစ်တယ်ဒါက30အောင်ခဲ့တဲ့ site အဲ့တော့တကွက်ကောင်းကိုထိုးမယ်ဆိုရင်ကျွန်တော်တို့ break အညီရဆိုရင်တော့ကျွန်တော်တို့က94တကွက်ပဲကျွန်တော်တို့ညှိထားတာရှိတာဖြစ်တဲ့အတွက်နော်94တကွက်94ပဲပေါ့နော်ကျွန်တော်တို့ break ညှိရဆိုရင်44လည်းညှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့94ကိုတော့တကွက်ကောင်းအဖြစ်ကျွန်တော်တို့ရွေးချယ်ထားခြင်းဖြစ်ပါတယ်ကဲတော့တစ်ချက်လောက်ကြည့်အောင်ကျွန်တော်တို့မနေ့ကအောင်ခဲ့တဲ့အဆက်တွေတစ်ချက်ကြည့်မယ်ပေါ့နော်ဒါကတော့မူ site တွေဖြစ်တယ်အဲ့တော့ဘိုင် site ကိုရင်ဆုံးပြမယ်3မိနစ်ပဲအချိန်ရလို့ပေါ့နော်မနေ့ကဆိုရင်ကျွန်တော်တို့ကဒီ8လေးနှလုံးပေါင်းခြင်း2ကြောက်2ရက်ပါဝါခွန်ဒီမနေ့ကခွန်ပိုင်ပေးတယ်ဒီနေ့မှဆိုရင်4နဲ့3ပေါင်းခြင်းရ2ဖြစ်လို့2ရက်ပါဝါခွန်ပိုင်ပေးရမယ်9ပိုင် site ကကြတော့ဒီနှလုံးပေါင်းခြင်း2ကြောက်မနေ့ကပေးခဲ့တဲ့ဟာပေါ့နော်2ရက်နဲ့ခက်4ဆို4ပိုင်ပေးတယ်ဒီနေ့မှကြတော့3နဲ့ပေါင်းခြင်း6ဖြစ်လို့6ရက်နဲ့ခက်9ပိုင်ဆိုပြီးတော့ဒီနေ့မှပေးရမယ်ဆိုတော့2ပိုင်9ပိုင်ဒီညနေမှာ2 9တကွက်ကောမနေ့ကအောင်ခဲ့တဲ့ site ကဒီနှလုံးပေါင်းခြင်းခွန်ကြောင့်ခွန်ပါဝါ2မနေ့ကဆိုရင်ပြီးရင်ကျွန်တော်တို့3လုံးပေါင်းခြင်းက3လုံးပေါင်းခြင်းချက်ကြည့်မယ်ပေါ့နော်မနေ့ကကျွန်တော်ဒီနှလုံးပေါင်းခြင်း2ကြောင်းကျွန်တော်တို့က2ရက်ပါဝါခွန်လို့ပေးတယ်ဒီမှာကျတော့ဒီနှလုံးပေါင်းခြင်း9ကြောင်း9လေးတစ်လုံးဆင်းပေးရမယ်မနေ့က break က933ပေါင်းခြင်း933ပေးခဲ့တယ်ဒီနေ့မှာကျတော့3ခွန်ပေါင်းခြင်း3ဖြစ်တဲ့အတွက်385 break ပေါ့နော်